မင်္ဂလာပါကျွန်တော်ဒီနေ့ robot နဲ့ VBS ထဲမှာဘယ်လို trade တယ်ဆိုတဲ့ဟာကိုလုပ်ပြပါမယ်ပထမဆုံးက VBS တစ်ခုရှိဖို့လိုပါမယ်ကိုယ့်အတူ VBS ရှာလိုက်ရပါတယ်ဝင်လိုက်ရပါတယ်လောလောဆယ်တော့ကျွန်တော်မှာ Amazon က VBS ရှိပါတယ်အဲ့တော့ Amazon က VBS မှာသူက publish DNS ကအခုဒီဖော်ပြတဲ့ကဏ္ဍအဲ့တိုင်းဝင်လိုက်ရတယ်အဲ့တိုင်းဝင်လို့ရှိရင်တော့အလုပ်ရှုပ်တော့စာကြီးအများကြီးရအဲ့ဒီစာအဲ့အခုဒီနံပါတ်တွေကိုအတိုင်းပဲအခုဒီမှာဒီနံပါတ်ပေါ့3516624414အဲ့ဒါကိုဓာတ်သမားကြီးခံပြီးတော့ဝင်မယ်ဆိုလည်းရဒါက user name နဲ့ဒါ password ပေါ့အဲ့တော့ VBS ရပြီဆိုလို့ရှိရင်ကျွန်တော်တို့ VBS ထဲကိုစာဝင်မှာပေါ့ဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်ကွန်ပျူတာမှာဆိုလို့ရှိရင်တော့ remove desktop connection ကိုရရမယ် MacBook ဘာညာဆိုရင်တော့ RD client ဆိုတဲ့ application တွေ download ဆွဲရမယ် remove desktop connection အဲ့ဒါပေါ်လာပြီအဲ့ဒါပေါ်လာလို့ရှိရင်ကျွန်တော်တို့ကဒီ IP address ဆိုတဲ့နေရာမှာဒါလေးကိုထည့်မယ်3516624414 connect နှိပ်လိုက်မယ်အဲ့ဆိုရင်သူက administrator နဲ့ဟိုနဲ့ password နဲ့တောင်းပြီပေါ့နော်ကျွန်တော်ဒီမှာ edit လုပ်ချင်တာဖြစ်တဲ့အတွက် edit ထည့်မယ်ဆိုလို့ရှိရင်လည်းရတယ်ဒီမှာ administrator password copy ကူးပြီးတော့ဒီမှာ paste လုပ်မယ်ရပြီပြီးရင် remember my credentials ဆိုတော့နှိပ်ထားလို့ရှိရင်နောက်တစ်ခေါက်ကျဝင်လို့ရှိရင်အဆင်ပြေတော့အခု VBS ထဲဝင်နေပြီဒါအခု Amazon VBS ထဲရောက်သွားပြီပေါ့ Amazon VBS ထဲရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကပထမဆုံးက MetaTrader 4 application ကို download ဆွဲရမှာပေါ့နော်အဲ့တော့ဒီ Amazon ဒီ VBS ကနေပြီးတော့ download ဆွဲရင်လည်းရတယ်ကျွန်တော် Windows ကနေပြီးတော့ download ဆွဲရင်လည်းရတယ်အဲ့တော့ကျွန်တော်ဒီမှာကျွန်တော်ဒီကွန်ပျူတာကနေပဲ browser သွားရတယ်အဲ့မှာ browser နေပြီးတော့ fps.com ကိုသွားမယ်အဲ့ fps.com နဲ့မှာ trading platform ဆိုတာရှိတယ်နှိပ်လိုက်ပါအဲ့နှိပ်လိုက်လို့ရှိရင်ဒီမှာ download for Windows ဆိုတာရှိမယ်အဲ့ဒါကိုနှိပ်လိုက်လို့ရှိရင် application ကျလာမှာပေါ့ကျွန်တော်ကတော့အစောကြီးက download ဆွဲပြီးသားဖြစ်တဲ့အတွက်ဒီမှာ desktop မှာရှိပြီးသားပေါ့အဲ့တော့အဲ့ဒီကောင်လေးကိုပဲကျွန်တော် copy ကူးပြီးတော့ remove desktop ပေါ်မှာတင်ပါမယ် VBS ထဲမှာတင်ပါမယ်ဟုတ်ပြီကျွန်တော် paste လုပ်လိုက်ပြီအဲ့တော့ဒီကောင်ကိုကျွန်တော်တို့က run မှာပေါ့နော် double click နှိပ်လိုက်တယ်ဝင်မယ် agree နှိပ်အောင်ပေါ့ agree မနှိပ်မရအောင်အဲ့မှာsetting ထဲမှာဝင်ပြီးတော့ဘယ်နေရာမှာသွားပြီးတော့ကိုက install လုပ်ချင်လဲဆိုတာလဲရွေးလို့ရတယ်ပေါ့ကျွန်တော်ဒီတိုင်းပဲထားပါမယ်အဲ့တော့သူ set up လုပ်ပါလိမ့်မယ်ပြီးလို့ရှိရင် find လာပြမယ်ဒီမှာကျွန်တော်တို့ဒါရ find ရပြီပေါ့ဒါ finish ပေါ့အဲ့ဆိုရင်သူ auto ပွင့်လာလိမ့်မယ်အဲ့ခုန MetaTrader 4 software ကပွင့်လာပြီပေါ့နော်အဲ့ဒီမှာ open an account ဆိုအဲ့ဒီမှာဒီကနေပြီးတော့တစ်ခါလေးဝင်လို့လည်းရတယ်တခြားတစ်ခုနဲ့လည်းဝင်လို့ရတယ်ဟုတ်ဟောကျွန်တော်ဒီကနေဝင်မှာဆိုလည်းရတယ်လောဆယ်မဝင်သေးဘူးဒါလေးပိတ်လိုက်အောင်မယ်အခုပြောင်းရင်းဖြစ်သွားပြီပေါ့ရှင်းလင်းဖြစ်သွားပြီ
အဲ့မှာဒီမှာ navigator ပေါ့ navigator နှိပ်လို့ရှိရင်ကျွန်တော်ဒီမှာ account နဲ့ဆိုင်တဲ့ information တွေပေါ်လာမှာပေါ့terminal နှိပ်လို့ရှိရင်တော့ကျွန်တော်ဒီမှာလိုအပ်တဲ့ဒီ order တွေရဲ့information တွေကုန်ပေါ်လာမှာပေါ့အဲ့တော့ဒီမှာဝင်နည်းကနှစ်နည်းရှိရယ် account ဒီမှာဆို account ကနေပြီးတော့ဝင်လို့ရှင်းလို့ရတယ်ကျွန်တော် file ကနေပြီးတော့log into trade account ဆိုဝင်မှာပေါ့နော်အဲ့တော့နှိပ်မယ်ခုနဟာပဲပြန်ပေါ်လာတာပါပဲအဲ့တော့ဒီမှာကျွန်တော် demo account တစ်ခုရဲ့user trade number နဲ့ password နဲ့ရိုက်မှာပေါ့နော်ကျွန်တော် user name password အစိုးရကျွန်တော်ဒီ desktop မှာရှိပြီးသားအဲ့ဒါဆိုလို့ရှိရင်ကျွန်တော် demo account တစ်ခုရဲ့ user name ပေါ့ဒါဆိုlogin နံပါတ်ကိုနှိပ်မယ်password ခုနအတိုင်းပဲကျွန်တော်ငကို desktop ကိုပြန်သွားမယ်နောက်ပြီးတော့ password ကို copy ကူးမယ် copy မကူးချင်လို့ရှိရင်လည်းစာအုပ်ထဲမှာလက်နဲ့ရေးပြီးတော့ type လုပ်လို့ရပါတယ်ကျွန်တော်ဒီမှာအချိန်ကုန်တက်အောင်လို့ copy ကူးပြီး paste လုပ်တာပေါ့ဒါဆိုရင်ဝင်သွားပြီပေါ့နော်ခဏလေးစောင့်ပါဒီမှာအခုထိ no connection ပဲပြနေသေးမဝင်သေးဘူးတော့ကျွန်တော်နောက်ထပ်ထပ်လုပ်လိုက်အောင်မရသေးဘူးခဏစောင့်မယ်ဒီနေ့ကကြာသွားတော့ remove desktop ထွက်သွားဆိုတော့ internet line ကြာသွားလို့ BBS ပြုတ်သွားတယ်ပေါ့နော်ကျွန်တော်အခုပြန်ပြီးဝင်ပါမယ်အဲဆိုရင် remove desktop connection ဒါခုနဝင်ပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့ဘာမှထွေထူးပြန်ပြီးရိုက်ဆက်မလို့တော့ပါဘူးပြန်ပြီးတော့နှိပ်လိုက်အောင်ပါခုနကျွန်တော်တို့ဒီမှာ account ဝင်ခဲ့ပါတယ် account ဝင်ခဲ့တော့ခုနဒီမှာ connection မပြသေးဘူးအခုဒီမှာ connection ပြနေပြီဒီမှာဆိုကျွန်တော်တို့ကဒီမှာ FPS demo နဲ့ဒီ account နံပါတ်တစ်ခုနဲ့ပေါ့နော်ဝင်နေပြီပေါ့နော်အဲ့ဟုတ်ပြီဒီမှာပြီးတော့ဒီမှာကျွန်တော်တို့က robot သွင်းရမှာပေါ့နော်အဲ့ဒါဆိုရင် robot ကဝင်မယ်ဆိုရင်တော့ robot ရောင်းတဲ့ programmer ကဒီ robot ကိုပေးရမှုလည်းရှိရယ် BBS information တွေကိုလာပြီးတော့ထည့်ပြီးသွားမှုလည်းရှိရယ်အဲ့တော့ကျွန်တော်မှာတော့လောလောဆယ်တရား demo account ဆိုတော့ demo robot ဘယ်လိုထည့်ဆိုတော့ကျွန်တော်ပြပါမယ်ကျွန်တော်တို့ကကျွန်တော်တို့ဒီ demo robot ကတော့ကိုယ်တို့ရှာထားမှာဖြစ်ပါတယ် down ထားမှာဖြစ်ပါတယ်ဒါကတော့လက်ရှိ Ananda demo robot ပါအဲ့ဒါကိုကျွန်တော် copy ကူးပါမယ် copy ကူးပြီးတော့ခုနက BBS ထုတ်ပဲပြန်သွားမယ်ပြန်သွားပြီးကျွန်တော်ဘာလုပ်မလဲဆိုရင်ဒီမှာ file ကိုနှိပ်ပါမယ်file ကိုနှိပ်ပြီးတော့ open data folder ကိုနှိပ်ပါမယ်အဲ့မှာ MQL4 ထပ်နှိပ်ပါမယ်အဲ့မှာ expert ကိုထပ်နှိပ်ပါမယ်အဲ့ဒီထဲမှာခုနကျွန်တော်တို့က copy ကူးလာခဲ့တဲ့ဟိုဟာဒီ EA ပေါ့ robot ပေါ့အဲ့ Ananda ကိုကျွန်တော် paste လုပ်ပါမယ်အဲ့ဆိုရင် paste လုပ်လို့ရတယ်ဝင်သွားပြီပေါ့နော်ဝင်သွားပြီဆိုရင်ဒီကောင်ကိုပြန်ပိတ်မယ်ပိတ်ပြီးတော့ဒီ MetaTrader 4 program ကြီးတစ်ခုလုံးကိုပြန်ပိတ်မှရမယ်ပြန်ပိတ်ပြီးတော့ပြန်ဖွင့်မှာပေါ့နော် restart ပေါ့အဲဒါဆိုရင်ဒီ Meta FES ပေါ့နော်ဒီကောင် MetaTrader 4
ဒီကောင်ပြန်နှိပ်မယ်ပြန်ဖွင့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာကြည့်လိုက်လို့ရှိရင် expert advisor မှာအာနန္ဒာဆိုရောက်နေပြီပေါ့နော်ဒီမှာ trade ကိုသွားမယ်ဒါမိမိဒီကောင်ကကျွန်တော်ငကိုရဲဆော့ထားတဲ့အကောင်ဆိုတော့ဒီမှာ order တွေကငကိုရဲပွင့်နေရပေါ့နော်ကျွန်တော်ပြန်ဒါလေးအပေါ်နည်းနည်းဆွဲတင်လိုက်အဲ့တော့ဒါဒီမှာကျွန်တော် chart တွေတွဲမယ်ပေါ့နော်အဲ့တော့တွဲတဲ့အတွဲကတော့ကျွန်တော်ပုံမှန်တွဲလေးရှိရဲ့အတွဲကတော့ EU USD ပေါ့အဲ့တော့ EU USD လိုက်ရှာမယ်ဒီမှာတစ်ခါလေးလွယ်လွယ်ကူတွေ့တစ်ခါလေးကြာရင်လည်းမူးနောက်နေအောင်ရှာရတယ် EU AUD ဖြစ်သွားမှားပြီးနှိမ့်မိသွား sorry ပါURDTKHUFဒီမှာ EU USD ပေါ့နော်အဲ့ဒီကောင်နှိမ့်မယ်ပြီးရင်သူ့ကို M1 တစ်ချက်ပြောင်းထားမှာပေါ့နော်ဟုတ်ပြီနောက်တစ်ရဲကျွန်တော် USD JPY ကိုတွဲပါမယ်ဒါပတ်စံ1000မို့လို့ကျွန်တော်ကနှစ်တွဲတာပေါ့အဲ့တော့တွဲရတော့ကိုယ်စိတ်ကြိုက်ကိုတွဲတာကောင်းတာပေါ့နော်ဒါကောင်းတာကတော့လောလောဆယ်မှာတော့ EU USD နဲ့ USD JPY ကိုကျွန်တော်ပုံမှန်တွဲပါတယ်နောက်တစ်ခုကျွန်တော်ထပ်တွဲအောင်မယ်ဒေါ်လာ1000ဆိုတော့ GBP USD ပေါ့နော်ဒါ GBP USD ကတော့တိတ်တော့အာမပေးဘူးဒါပေမဲ့သူကလှုပ်တတ်တယ်3တွဲရှိသွားပြီပေါ့နော်3တွဲအဲ့ဒီကောင်လည်း M1 ပြောင်းပေါ့နော်အခုက3ကထပ်နေတယ်အဲ့ဒါဒီမှာဒီကောင်နှိပ်လိုက်လို့ရှိရင်3ကကြည့်ရရှင်းသွားလိမ့်မယ်အခုရှင်းသွားပြီအဲ့မှာကျွန်တော် robot ထည့်မယ် robot ထည့်တာပဲလွယ်ပါတယ်ဒီကောင်ဆွဲပြီးတော့ဒီကောင်ဒီလိုထည့်တာဆွဲပြီးတော့ drag and drop ပေါ့နော်ဆွဲ mouse နဲ့ဆွဲချပြီးဒီဘက်ထည့်လိုက်အဲဒီမှာဆိုလို့ရှိရင်ဒါ about ပေါ့common မှာဆိုရင်ကျွန်တော် allow live trading ကိုနှိပ်ပေးပါဒီကောင်လေးအခုလည်းအမှန်ချစ်ပေးပါပြီး input ပေါ့ input ကတော့ lot size ဘယ်လောက်နဲ့ဆော့မယ်ဆိုတဲ့ဟာပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်0101နဲ့ပဲဆော့မှာပေါ့နော်ဒါ risk check က loss zero false လောက်ထားတာပေါ့နော် true မထားဘူးဈေးကွက်ကျန်တဲ့ဘာညာကိုက risk mu နဲ့ဆိုရင်တော့ true လောက်ထားလို့ရတယ် all close ဆိုတော့ icon မှာ order တွေအများကြီးပွင့်နေကိုကပိတ်ချင်တဲ့အချိန်မှာ icon false ကို true ပြောင်းလိုက်လို့ရှိရင်သူကအကုန်လုံးကိုဖြတ်ချပေးသွားမယ်ပေါ့နော်ဟုတ်ပြီ okay နှိပ်ပါမယ်ခဏဒီမှာအာနန္ဒာပုံလေးဒါဆိုရင်တက်လိုက်ပေါ့နော်ဟုတ်ပြီအဲ့လိုပဲကျွန်တော်နောက်နှစ်ခုကိုဆက်သွားပါမယ်အာနန္ဒာကိုဆွဲပြီးဒီထဲကိုထည့်မယ်ခုနလိုပဲ common ကိုသွားပါမယ် long life trading နှိပ်မယ်ဒီနှစ်ခုကိုလည်းအမှန်ချစ်မယ် input ကျွန်တော် lot size 0.01ပဲထားပါအောင်မယ်အဲ့မှာ lot size တိုးတဲ့ချိန်တွေဆိုတော့ဒီမှာဒါလေးကိုဝင်ပြီးတော့ခဏလေးပြောင်းတာပါ 0.01 0.02 0.05 လို့ပြောင်းတာပါအဲ့ဒါထားပါမယ် okay နဲ့ချက်နှိပ်ပါမယ်အဲ့တက်လာပါပြီနောက်ဆုံးတစ်ခု GBP USD ကိုသွားပါမယ် common နှိပ်ပါမယ်ထုံးစံနိုင်ပါမယ်input GBP USD ကကြတော့သူကဈေးကွက်အရန်ကျန်နဲ့လှုပ်တယ်ဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ risk checker ကိုforce ကနေပြီးတော့သူ့တစ်ခုလေးကိုတော့ကျွန်တော်အမြဲတမ်း true လုပ်ပြီးထားပါတယ်မယ်ဒါဆိုရင်တော့ပို့ပြီးတော့ safe ဖြစ်တာပေါ့လေrisk checker true လုပ်လိုက်လို့ရှိရင်တော့ risk ကနည်းသွားတယ်ဒါပေမဲ့အမြတ်လည်းနည်းသွားတယ်ပေါ့နော်အဲ့ဒါလေးတော့ရှိတယ်ဒါဆိုရင်ကျွန်တော်3တွဲတယ်ပေါ့ဒါကတော့ကျွန်တော်စိတ်ကြိုက်ကျွန်တော်3တွဲတာပေါ့မိမိစိတ်ကြိုက်2တွဲလည်းရတယ်ဘယ်နှတွဲလည်းရတယ်ဒါကိုယ့်အကျိုးသက်အောင်နေကိုပေါ့နော်ကျွန်တော်တို့ဒီ3တွဲကိုကျွန်တော် trade လို့ရှိရင်အဲ့3တွဲတယ်ပေါ့ပြီးလို့ရှိရင်ဒီမှာ auto trading ဆိုတာနှိပ်ရပါမယ်နော်လောလောဆယ်ဒီမှာကြည့်ပါဒီအာနန္ဒာ 4.0 ဆိုပုံလေးကတော့မဲ့နေဒီကောင်လည်းအနီအောင်လေးauto trading ဖွင့်လိုက်လို့ရှိရင်ဒါလေးကစိမ့်သွားမယ်
စိမ့်သွားပြီပြီးရင်ဒီကောင်လေးကလည်းပြုံးသွားပြီအဲဒါ auto trading ပွင့်ပြီပေါ့နော်ဒီမှာ order ကြီးစပြီးတော့သူရောင်းမယ်ဝင်မယ်ဖွင့်ပြီပေါ့နော်အဲ့တော့အခုဒီပမာဏကိုဒါကို floating ပေါ့နော်လို့ခေါ်တယ်လောလောဆယ်ဒါကိုရှိရ percent ပေါ့ဒါ equity တို့ margin တို့ဒါသူ3 သုံးလုံးနေပေါ့ကျွန်တော်ရဲ့ trade တဲ့ကျွန်တော်ပုံစံကတော့ကျွန်တော်ဒီ margin level ကိုသတိထားတယ် margin level 1000ဖြစ်ပြီဆိုတာနဲ့ကျွန်တော်ဒီထဲဝင်ပြီးတော့ auto trading ကိုပိတ်တယ်ပေါ့နော်ဒါဆိုရပြီအဲ့တော့အဲ့မှာဆိုလို့ရှိရင်ထွက်မယ်ဆိုလို့ရှိရင်ဒီအပေါ် mouse ကိုအပေါ်တင်လိုက်ပြီးတော့ဒီကနေပြီးတော့ချက်ရှိကနေထွက်ရမယ်ဒီကောင်ကိုဖွင့်ပြီးထားခဲ့ရမှာပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ချက်နှိပ်လိုက်လို့ရှိရင်ဒီမှာဝင်သွားပြီပေါ့နော်ခဏကျွန်တော်အောက်ခြေက test bar ပေါ်မှာဒီမှာ right click နှိပ်မယ်setting တစ်ချက်သွားဒါလေးကိုကြည့်ကျွန်တော်သုံးလို့ရဝင်လို့မှတ်လို့လုပ်ရမရအောင်ဟုတ်ပြီအဲ့တော့ဒီမှာကျွန်တော်ကဒီမှာတစ်ခုကိုဒီမိုးနဲ့ run ထားရပေါ့နော်ကဲနောက်တစ်ခုထပ် run ကျင်တယ်နောက်ထပ်ဒီမိုးနဲ့နောက်ထပ် robot တစ်ခုနဲ့ထပ် run ကျင်တယ်ဒါမှမဟုတ်လေနောက်ထပ်တကယ်အကောင်ဟို run ကျင်တယ်ပေါ့နော်အဲ့ဒီ VBS တစ်ခုထဲမှာနောက်ထပ်အကောင့်တစ်ခုဘယ်လိုထပ်ပြီးတော့ဖွင့်မလဲပေါ့နော်အဲ့တော့ရပါတယ်ပထမဆုံးဒီကောင်ကိုကျွန်တော်နာမည်ပြောင်းမယ်နာမည်ပြောင်းမယ်ဆိုတော့ဟောပေါ့နော်ကျွန်တော် rename နှိပ်တာပေါ့ဒီမှာကွန်ပျူတာပေါ်မှာ mouse ပေါ်မှာခလုတ်ပေါ်မှာကျွန်တော် F2 နှိပ်တာကျွန်တော်ဒါနာမည်ပေးထားမယ်ဥပမာပေါ့နာမည်ပြောင်းလိုက်မယ် demo ဆိုပြီးတော့ဘာလို့နာမည်ပြောင်းလဲဆိုနာမည်ပြောင်းလို့ဆိုရင်နောက်ထပ်တစ်ခုကလည်းပဲဒီ FPS ဆိုတဲ့ဟာနဲ့ပဲလာပေါ်မှာဖြစ်တဲ့အတွက်ဟုတ်ပြီကျွန်တော် desktop မှာ folder တစ်ခုဆောက်ပါမယ်folder ပေါ့နော်အဲ့ folder ကိုယ်တော့နာမည်ပြပါမယ်ကိုကြိုက်တဲ့နာမည်တစ်ခုပေါ့နော်ကျွန်တော် demo 2ပေါ့ဥပမာ demo 2အဲ့တော့ demo 2လို့ပေးပါမယ်အဲ့တော့ဒီမှာကျွန်တော်ခုန FPS setup ကိုနှိပ်ပြီးတော့ကျွန်တော်ဝင်ပါမယ်ဝင်တဲ့နေရာမှာတော့ပြောင်းသွားပြီခုနကလိုမျိုးတန်းပြီးဝင်လို့ဟိုကnext stage ကြီးနှိပ်ပြီးတော့ install လုပ်လို့မရတော့ဘူးဘာလုပ်ရမလဲဆိုရင် setting ကိုသွားရမယ်အဲ့ဒီ setting ကနေပြီးတော့မှခုနကကျွန်တော်ဒီ program သွင်းမဲ့ location ကို program သွင်းမဲ့ location ကိုဒီ demo 2ဆိုတဲ့နေရာဝင်အောင်လုပ်ပြီအဲ့တော့ဒီမှာ browse ကိုနှိပ်မယ်အဲ့မှာကျွန်တော်ခုနကဟိုရှာမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ desktop ကိုလိုက်ရှာလိုက်လို့ရှိရင်ရတယ်desktop မှာဆိုရင် demo 2ဆိုတာရှိပြီလားအဲ့ဒါလေးနှိပ်လိုက်လို့ရှိရင်သူက demo 2ထဲမှာသွားပြီးတော့ဟိုဟာလောက်မှာပေါ့နော်install လုပ်မှာပေါ့အခုက install လုပ်လို့ခဏနေပေါ်လာလိမ့်မယ်ပေါ်လာပြီဒီမှာဒီမှာ finish ကိုနှိပ်အခုပေါ်လာတဲ့ဒီဟာကတော့ဒီ demo 2ကနေလောက်ထားထားတယ်ပေါ့နော်ခဏလေးစောင့်ပါသူပွင့်လာပါလိမ့်မယ်ပွင့်လာပြီးတော့မှကျွန်တော်က delete ပြန်လုပ်တာပေါ့ uninstall လုပ်မှာပေါ့နော်အဲ့ဒါပါတစ်ခါပြအောင်ခုနလိုပဲပေါ်လာပြီပေါ့နော်ကျွန်တော်ဒီဘာမှမထူးကြပါဘူးကျွန်တော်ဗီဒီယိုရှိနေမှာဆိုလို့မပြတော့ပါဘူးအဲ့တော့ဒီမှာ file နေပြီးအကောင့်ဝင်တာတို့ robot သွင်းတာတို့ပေါ့ဒီဟိုတိုင်းပါပဲကျွန်တော်ဒီကောင်ကိုပြန်ပြီးတော့ပိတ်ချလိုက်မယ်ခုနကပြောတဲ့အရေးကြီးတာခုနကကျွန်တော် demo နဲ့ robot နဲ့ run နေတဲ့ဒီ program ကိုတော့မပိတ်ရပါဘူးကျွန်တော်အခုဒီကောင်ကိုတော့ပိတ်လိုက်ဒါ demo နဲ့ run နေဟာပေါ့နော်အဲ့ဒါတော့ကျွန်တော်ဒီ minimize ပဲနှိပ်ပေးပါအော်ဒီမှာကဒီကောင် uninstall လုပ်မှာပေါ့နော် uninstall လုပ်မယ်ဆိုလို့ရှိရင်ဒီကောင် right click နှိပ်လိုက်ပါကို uninstall လုပ်ချင်တဲ့ကောင်ပြီးရင် open file location ပေါ့အဲကောင်နှိပ်လိုက်ပါအဲ့တော့ခုနကကျွန်တော်ဖွင့်ခဲ့တဲ့ demo 2 folder လေးကိုပြန်ဝင်သွားမယ်အဲ့မှာ uninstall ဆိုတာနှိပ်လိုက်ပါအဲ့မှာ delete user data ဟိုထည့်နှိပ်ပေးပါ next နှိပ်ပါလိမ့်မယ် next နှိပ်ပါတော့သူ uninstall လုပ်သွားပါလိမ့်မယ် finish ပြီးပေါ့ဒါဆိုရင်ခုနကကျွန်တော် create လုပ်ခဲ့တဲ့ folder ကိုအကုန်လုံးပျောက်သွားပြီပေါ့နော်အဲ့တော့ဒါကိုကြည့်ပြီးတော့ဒီ robot လုပ်တဲ့နေရာမှာအထောက်အကူပြုမယ်လို့
င်ပါတယ်ကျွန်တော်အခုဒီ VBS ထဲကနေပြန်ထွက်ပါမယ် Jessica ကိုနှိပ်ထွက်ပါမယ် Okay ပေါ့ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်